အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အိုးမင်းဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့တစ်ချက်မှာအားလုံးပဲတူတူကဲဖို့ ready ပဲလားဗျကဲအားရင်မထိကြိုက်ပဲနဲ့ပြပြဝကဲဖို့ဆိုရင်အားလုံးနဲ့တူကြိုက်နေတဲ့နည်းနည်းသက်စီတစ်ခုတော့ရှိဖို့လိုအပ်ပါတယ်အိုးကိုယ်တိုင်လည်းသုံးနေတဲ့နည်းနည်းသက်စီလေးတစ်မျိုးနဲ့မိတ်ဆက်ပေးကြပါတယ်ဟောဒီနည်းနည်းသက်စီလေးအောင်အိုးကိုယ်တိုင်သုံးနေတဲ့နည်းနည်းသက်စီလေးပါဒါဆိုရင်အားလုံးအတွက်ဟောဒီပစ္စည်းလေးကိုသုံးပြပေးခြင်းတော့အိုးဝစ်စားလေးလဲလိုက်ပါအောင်ခင်ဗျာအိုးလဲဝစားလေးပြီဆိုတော့အိုးသုံးနေကြမင်းနဲ့တစ်စီလေးကိုအားလုံးသုံးပြပေးကြပါလေခင်ဗျာကဲကြည့်တော့ဟောဒီမင်းနဲ့တစ်စီလေးကဘယ်လိုမျိုးလေးလဲပြီးကြတော့ထုတ်ပိုးမှုလေးကဘယ်လိုလေးလဲဆိုတာအိုးနဲ့တူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာကျွညာတာမဟုတ်ဘူးနော်အားလုံးကိုချစ်ချက်စိမ့်နဲ့အိုးကိုယ်တိုင်reviewပေးခြင်းဖြစ်ပါတယ်ခင်ဗျာအိုးကိုယ်တိုင်ကြိုက်လုံးလို့ဟောလိုမျိုးအမြဲတမ်းအသစ်တစ်ထုပ်ကိုအမြဲတမ်းဆောင်ထားပါတယ်ဘယ်လောက်ထိကောင်းလဲဆိုတာအိုးတက်ပြပါမယ်အတက်တောင်မဖောက်တော့ဘူးဘာလို့လဲဆိုတော့အော်သုံးလက်စပစ္စည်းလေးရှိတယ်သူ့ရဲ့ထုတ်ဖို့မှုကလေးတန်းမိုးတန်းခံတဲ့ပုံစံမျိုးနဲ့လာပြီးတော့ဒီအထဲထဲမှာဆိုရင်သူ့ရဲ့စပြကတော်တော်လေးသုံးရတာကြာရှည်လက်ခံတယ်ဘာလို့လဲဆိုတော့အခဲအနေထားတော်တော်ကြီးလို့ဗျာအခဲအနေထားတော်တော်ကြီးတော့သုံးရတာအော်ဆိုရင်နှစ်လမဟုတ်တစ်လကျော်လောက်ကြီးခံတယ်ဗျာအမြုပ်ထားတဲ့ပိုက်ကွန်အိတ်လေးလည်းပါတယ်ဗျာအဲ့တော့အော်သုံးကြမယ်မသုံးခင်မှာဟောလိုလေးရေးဆွတ်လိုက်ဒီဆိုလာပြောကြဘူးလေးပဲပို့လိုက်ရုံနဲ့ခင်ဗျာပို့လိုက်ရုံနဲ့ခင်ဗျာဟောဒီမှာကြည့်ပါအမြုပ်တွေတအားထွက်တာအဲ့အားလေးကိုမြုပ်လေးတို့ဟဲ့လို့ပါပေါ့ဒီ NTW ရဲ့ကောင်းကျိုးကဘာလဲဆိုရင်ကျွန်တော်တို့ကမီကယ်လုံးဝမပါတဘာဝပစ္စည်းနဲ့ထုတ်တာမလို့ကျွန်တော်တို့တက်လိုက်တဲ့အခါမျိုးမှာအနံ့အဆိုးလုံးဝမပေးဘူးစေးဝါးနဲ့မပေးဘူးတဘာဝရဲ့တင်းတင်းရင်းနဲ့နေရတာဗျာအိုးကိုယ်တိုင်လည်းအဲ့ဒီရနံကြိုက်တာတကြောင်နောက်တစ်ခုကကြတော့ကျွန်တော်တက်လိုက်တာနဲ့ဝါကျင်းပါလာမပါလာတော့တက်လိုက်တာနဲ့ကိုယ့်မျက်နှာပေါ်မှာရှိတဲ့အငြိမ်ကြီးပြောင်းနေလို့ခံစားရတာဗျာအဲ့ဒါတက်တဲ့အခါမျိုးမှာအိုးလို့မျက်နှာကိုကြက်မဟုတ်ပါနဲ့တကယ်လို့အိုးညှို့လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်တီးလို့ပဲဖြစ်ဖြစ်သဘောကျတယ်ဆိုရင်ဟောဒီနည်းနည်းတစ်စီလေးကိုအကျူသုံးပြီးတော့တကြံမှာအိုးလို့နှလာပပကြီးညူးကြမယ်နော်ဗျာ NTW ရဲ့ကောင်းခြင်းဟာအိုးအပြောမဟုတ်ဘူးနော်တကယ်လက်တွေ့ဗျာဟောဒီမှာကြီးအိုးတစ်ခါပဲတက်လိုက်ရသေးတယ်ဖွေးတာမဖွေးတာနောက်ဘာကောင်းချိုးရလိုက်လဲဆိုရင်လုံးဝမျက်နှာပေါ်မှာအဲ့လိုမျိုးအရေးချင်းမကြံခဲ့သလိုအိုးခံစားရတယ်ဗျာနောက်တစ်ကဲဒါဆိုရင်အိုးရေရှုလိုက်အောင်ခင်ဗျာတဘာဝပစ္စည်းနဲ့ထုံမှကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ဟောဒီ NTW ရဲ့နည်းနည်းတက်လေးနဲ့အိုးမိတ်ဆက်ပေးလိုက်ပါပြီခင်ဗျာဒီနေ့တကြံမှာ NTW နဲ့အတူတူညူးကြမယ်ခင်ဗျာ NTW သာရှိရင်အိုးတို့ရဲ့မျက်နှာပေါ်မှာရှိတဲ့ဘယ်ပြဿနာမျိုးမဆိုဖြေရှင်းလို့ရပြီနော်ဗျ